မင်္ဂလာပါဓမ္မရီယာဆွေးနွေးခန်းကနေပြန်လေကြိုဆိုလိုက်ပါဒီကျွန်တော်ချောင်းနေပါတဲ့စဉ်းစားကြည့်အောင်ကျွန်တော်တို့အခုနေထိုင်နေတဲ့ဒီဘဝကြီးကလေတကယ်တော့အဆုံးမရှိတဲ့ဗီဒီယိုဂိမ်းကြီးတစ်ခုဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒီအကြောင်းကိုပဲဒီနေ့မှာဖြစ်တဲ့နိပညာအမြင်နည်းရဲ့ရှေးကြတဲ့တဒနာအမြင်နည်းရဲ့ပေါင်းပြီးတော့စိတ်ဝင်စားစရာကောင်းချပြတော့မှာပါဟုတ်ပြီအဲ့တော့အရင်ဆုံးမိကုန်းကြီးတစ်ခုနဲ့ဆက်လက်ခြင်းလေဒါအတူရခေါ်ပညာရှင်တွေရောနိပညာရှင်တွေရောကောင်းလေးချောင်းနေတဲ့မိကုန်းပေါ့အဲ့ဒါဘာလဲဆိုတော့အခုကျွန်တော်တို့နေထိုင်နေတဲ့ဒီကဘာကြီးကတကယ်ကိုအစစ်အမှန်ဟုတ်လားဒီမျိုးဝန်းပတ်သက်ပြီးနိပညာလောကရဲ့ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ Elon Musk ကတော့တော်တော်ပြတ်သားတဲ့အမြင်တစ်ခုပေးထားတယ်သူကဘာပြောလဲဆိုတော့လေကျွန်တော်တို့ကအစစ်မှန်ကဘာမှာနေနေတဲ့ဖြစ်ဖို့ကဖြစ်နိုင်ခြေကဘီလီယံမှာတပုံတော့မရှိဘူးတဲ့အမှန်တကယ်က computer simulation တခုတည်းမှနေနေဖို့ကမှအသေးချာနီးပါပဲတဲ့ကြောက်စရာကြီးနော်သူကဘာလို့အကိုဝါရောက်ပြပြောလာလဲဆိုတော့ video game တွေပေါ့ခဏတော့စဉ်းစားကြည့်တယ်လွန်ခဲ့တဲ့နှစ်40လောက်ဆိုရင် game ဆိုတာမြင်တော့လေးလေးနဲ့အဆက်တစ်ဆက်ပဲပါတဲ့ဖုန်း game လောက်ပဲရှိတာအခုချိန်မှာတော့အပြင်ကလက်တွေ့ဘဝနဲ့လုံးဝခွဲမရလောက်ကောင်းတဲ့ GD graphic တွေဖြစ်နေပြီဒီတူတဲ့နုနဲ့တက်ဆက်တိုင်းတော့တဲ့နှစ်လေးလေးတောင်းဖို့နှစ်တရာလောက်မှဆိုရင်ကောဟုတ်တယ်ဖန်တီးထားတဲ့ကဘာတွေကလက်တွေ့ဘဝနဲ့လုံးဝကိုခွဲခြားလို့မရတော့ဘူးအဲ့လိုဖြစ်ကြတိုင်းဒီလို simulation တွေဘီလီယံနဲ့ GB ရှိလာနိုင်တယ်ဆိုတော့ကတိတ်မဆန်းတော့ဘူးတကယ်တော့လေဒီလို game တစ်ခုထဲမှာနေထိုင်နေတယ်ဆိုတဲ့အတွေးခေါ်ကအခုမှပေါ်လာတာတော့မဟုတ်ဘူးရှင်းချက်နဲ့အရှင်းလိုက်တဒနာတွေမှာတွေကဒီ user ရှိခဲ့ပြီးသားဆိုတော့ထောက်ပြီဒါက game တစ်ခုဆိုရင်အရေးကြီးတဲ့မေးခွန်းကဒီ game ကိုကစားနေတဲ့ကစားသမားကဘာတူလဲကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ဒီနာဆိုလာကြီးကတော့တကယ်တော့ပါကြီးလေအဖြေကတော့ကျွန်တော်လေးကိုအံ့ဩစရာကောင်းတယ်အဲ့ဒါကကျွန်တော်တို့မြင်နေရတဲ့ချီးတွေ့နေရတဲ့ဒီခန္ဓာကိုယ်ဟာကိုယ်အစစ်မဟုတ်ဘူးဆိုတာပါပဲအဲ့ဆိုသူကပါလေသူကဒီကဘာဆိုတဲ့ game နဲ့မှဝင်ကစားဖို့အတွက်ခဏလာအတော်ပြနေတဲ့ game စကောင်အာဗတာအခုပဲဖြစ်တယ်လေကဲဒီအာဗတာကိုဘလို့တိဆောက်ထားတယ်လဲဆိုတာသိရအောင်အစစ်နားစင်ရှိတယ်ပထမဆုံးအစစ်မွမ်းကတော့ရုပ်ပေါ့ဆိုလိုတာကဒီရုပ်ကဏ္ဍကိုကြည့်ပါအစားပိုင်းမှာတော့အသက်မရှိတဲ့ရုပ်ဒီရုပ်လိုပဲအစင်တူမှကြတော့အာယုံခံစားမှုဝေဒနာဝင်လာတယ်မရှိနာတခေါင်းကနေခံစားမှုတွေဝင်လာတာပေါ့အဲ့ဒီတော့အစင်3မှာအဲ့ဒီခံစားမှုတွေကိုဦးနောက်ကနေဒါကကောင်းတယ်ဒါကမကောင်းဘူးဆိုပြီးနံပါတ်1မှတ်ညင်တဲ့ထည့်တဲ့တရားဖြစ်လာတယ်အစင်4မှာတော့သင်္ကာရစိတ်ရဲ့တွန့်ပြတ်မှုတွေပေါ့ဒါကိုတော့လိုချင်တယ်ဖွာတော့မလိုချင်မှုဆိုပြီးဆက်ဖြစ်လာတယ်နောက်ဆုံးအစင်5မှာတော့အဲ့ဒီစိတ်ပိန်အားလုံးပေါင်းဆက်သွားပြီးနာဆိုတဲ့အတိစိတ်ဝိညာဉ်ချစ်ပေါ်လာတာပဲအဲ့ဒီတော့မှ game နဲ့ကိုဝင်ကစားဖို့အစဉ်တည်းဖြစ်သွားတာဟုတ်ပြီအခု avatar တခုတော့တိဆောက်ပြီးသွားပြီဒါပေမဲ့အဲ့ဒီမှာပဲအရေးကြီးဆုံးမေးခွန်းတစ်ခုကထွက်လာတယ်ဒီဇက်ကောင်ကိုတကယ်လေးရောဘသူကထီးချိုနေတာလေဒီနေရာမှာတော်တော်များများမားတကြတယ်အဓိကထိုင်းချိုနေတာကကိုယ့်ရဲ့အတိစိတ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်လို့ထိုင်းကြတာပေါ့ဒါပေမဲ့တကယ်တော့ဖို့ဘူးသူ့ရဲ့နောက်ကမှာအမြဲတမ်း run နေတဲ့ background program တစ်ခုရှိနေတယ်အဲ့ဒါကိုတင်နာလို့ခေါ်တယ်ဒီ program ကဘာအမိနေပြီးနေလဲဆိုတော့ဒါရှိနေရမယ်ဒါဖြစ်နေရမယ်ဒါခံစားနေရမယ်ဆိုအမိတွေနဲ့ဒီ avatar ကိုမယမနာတဘောလုံးမောင်းနေနေတာပဲဒီတဏှာဆိုတဲ့ program ကြီးမှာအဓိက engine နှလုံးတက်ထားတယ်တလုံးကလောဘသူ့ဆွဲရင်နေအား attraction force ပေါ့ဒါလေးလိုချင်တယ်ကိုအားလေးရမှာဖြစ်မယ်ဆိုပြီးနှစ်သက်စရာတွေကိုကိုယ်ပဲဆွေးတာတောက် engine တလုံးမဲ့တော့ဒေါတာသူ့တွန်းထုတ်တဲ့အား repulsion force ဒါကိုမလိုချင်ဘူးကိုအားကိုဖယ်ထုတ်ပြမယ်ဆိုပြီးမကြိုက်တာတွေကိုတွန်းထုတ်နေတာဒီဥပမာလေးနဲ့ဆိုရင်ပို့ပြီးတော့ရှင်းသွားပြီကျွန်တော်ရဲ့ဘဝကလေးဝေယမနာတင်းနေရတဲ့မြင်းကောင်လေးတူတယ်မြင်းထင်းတာဘာတူလဲအဲ့ဒါလာတန်တာပဲသူကမြင်းတို့ဘလို့ပြေးခဲလဲဆိုတော့ရှင်းမှာလောဘဆိုတဲ့မွန်လာအောင်လေးချပြပြီးမြုပ်ဆက်ထားတယ်အဲ့ဒါကိုမိအောင်လိုက်ရင်ပြင်းနေရတာအရှင်ကြတော့ပြီဆိုရင်တော့နောက်ကနေဒေါသဆိုတဲ့ကြားပွန်နဲ့ရိုက်တယ်လေရောဆိုတော့ဒီမြင်းဟာဘယ်တော့မှနားခွင့်မရတော့ဘူးဒါတကယ်ကိုပြည့်စုံတဲ့ပြီးတော့လုံးဝလွတ်မြောက်လို့မရတဲ့ကွင်းဆက်ကြီးတစ်ခုပဲဆက်ဆက်ကြည့်လေလူချင်းသားကိုစူးစမ်းလိုက်လို့ရသွားတယ်ဆိုပါစို့အဲ့ဒီခါခဏလေးပြောပြီးတော့နောက်တစ်ပိုကောင်းတာလူချင်းနေဆိုပြီးလောဘမြတ်ပို့ကြည့်လာရောတဲ့မရခဲ့ဘူးဆိုရင်ကောအဲ့ဒီခါမှလည်းအမလို့အမဲကြတာတွေကနေဒေါ်လာဆိုတဲ့စိုင်းရင်ဖြစ်ပြောင်းသွားပြီးပူလာရပြန်ရောဆိုတော့နိုင်သွားလဲရှုံးတယ်ရှုံးသွားလဲရှုံးတယ်ဘယ်လိုပဲကြည့်ကြည့်ဒီဆက်ကြီး level ဖို့တော့လောင်စာတက်တီထားချပြီးနေတယ်လို့ပဲအဲ့ဒီတော့မေးစရာရှိလာတာကဒီကင်းကဘာလို့ဒီလောက်တောင်ပင်မနေရတယ်လဲ
တကလည်းဘာမှမလုပ်ပဲနေတာတောင်ပဲမန်းနေတယ်လို့ပဲနော်တော်ရှုံမှုဆိုတာကအရန်ကိုအားဆိုင်ပြီးရှာယုံနေရပြီးတော့ဒုက္ခစီရတော့အများနဲ့ရှိနေတဲ့ default setting ကြီးလို့ဘာလို့ဖြစ်နေရတာလဲအဖြေကယူပါရိဒရဲ့အခြေခံအကြောင်းဆုံးနေရာမထိုးထဲမှာရှိနေပဲအဲ့ဒါက entropy ပဲဘုရားဘာသာမှာတော့ဒီသဘောတရားကိုအနိစ္စလို့ခေါ်တယ်တိအများကြီးခေါင်းရှုပ်ခံစဉ်းစားစရာမလိုဘူးယူရီပဲစက်ချိုလာမှာရှိတဲ့အရာအလုံးမှာစနစ်တကျရှိတဲ့အခြေဒီကနေစနစ်မကျသက်စီရုပ်ရင်းသွားလဲပဲကိုပဲအမြင်နဲ့ဥတည်နေတယ်ဆိုတဲ့သဘောပဲဒါကဒီ system တစ်ခုလုံးမှာကူးစက်နေတဲ့မမြင်ရတဲ့ virus ကြီးတစ်ခုလိုပဲပေါ့ဥပမာအနေနဲ့တန်းကြီးကတိန်းတန်းတော်လေးတစ်ခုကိုမြင်ရောင်ကြည့်လိုက်အဲ့ဒါကိုဒီဆောက်ဖို့အချိန်လေးစွိုင်းနေအများကြီးတောင်းပါတယ်ဒါမဲ့ခဏလေးပဲပြထားလိုက်လီတွေ line တွေကသူ့အလိုလိုပဲပြန်ပြီးတော့တဲပေါ်အဖြစ်ကိုဖြိုချတောင်းပါပဲဆိုလိုတာကပစ္စည်းရုပ်ရင်းချင်းဆိုတာက system ရဲ့ error တခုမဟုတ်ဘူးသူကမူလသတ်မှတ်ချက် default setting ပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့နေ့စဉ်ဘဝဆိုတာကဒီပစ္စည်းရုပ်ရင်းချင်းဆိုတဲ့တပါးပါတရားကြီးကိုအဆက်မပြတ်ပြန်တိုက်ခတ်နေရတဲ့နဲ့တူတူပဲထမင်းစားတဲ့ဆိုတာခန္ဓာကိုယ်ရဲ့ပစ္စည်းချင်းကိုတိုင်နေတာအလိုလိုတဲ့ဆိုတာစီဝါရေးရဲ့ယူရင်းမှုကိုတိုင်နေတာစေထားတဲ့ဆိုတာယောဂဖျားရဲ့ပစ္စည်းမှုကိုတိုင်နေတာပြောလိုက်ရင်ပစ္စည်းချင်းဆိုတဲ့ရေစီးကြောင်းကိုစန့်တက်ပြီးအမဲနဲ့လက်ကုန်းကူနေရတယ်လို့ပဲအဲဒီတော့ချင်းတဲ့နေထိုင်ရတာကပင်ကိုယ်တဘာဝအရာကိုပြင်ပန်းနေတာပေါ့ကဲအခြေအနေကတော့ရှင်းသွားပြီတဏှာကမောင်းနေတဲ့ပစ္စည်းချင်းက default setting ဖြစ်နေတယ်ဒီလိုအဆုံးမရှိတဲ့ game ကြီးထဲမှာပြီးမိနေတာဆိုတော့ထပ်ပေါက်ကောတကယ်ပဲရှိရလားတမိုင်းမှာတော့ထပ်ပေါက်ကိုရှာတွေ့ခဲ့တဲ့ကစားသမားကြောက်တော့ရှိခဲ့တယ်သူကတော့မင်းစော်ကြပဲသူကတခြားကစားသမားတွေလို game ကိုအနိုင်ရဖို့မကြိုးစားခဲ့ဘူးအဲ့ဒီအစားဒီ game ကဘလို့အလုံးလုံးနေတာလဲသူ့ရဲ့ source code ကပါလဲဆိုတာကိုနားလည်အောင်မကြိုးစားခဲ့လေအဲ့ဒီလိုနဲ့ပဲသူဟာဒီ system ကြီးတစ်ခုလုံးရဲ့အစိုးဆုံးတော့ hacker တယောက်ဖြစ်လာခဲ့တာပဲသူပေါ်ထုတ်နိုင်တဲ့ game ရဲ့အခြေခံအမှန်တရား universal code တောင်းကိုရှိတယ်ပထမတစ်ခုကအနိစ္စဆိုလိုလာက game တဲ့အရာအလုံးစီစဉ်ကုန်အာနာပြောရှင်းမှုအကုန်လုံးကခဏတာပဲ pixel တွေလိုပဲပေါ်လာမယ်ပြီးရင်ပြောက်ပါမယ်ဒုတိယကဒုက္ခဒီလိုအဆုံးမရှိတဲ့ game ကိုစော့နေရတာကကိုပင်ကိုတဘာဝအရာပြင်မိုင်းတယ်အကျဉ်းနဲ့เสียကောင်းတယ်တတိယတစ်ခုကတော့အနက်တာအရေးကြီးဆုံးပဲအဲ့ဒါကကိုထင်နေတဲ့ဒီအဝတာကြီးကတကယ်တည်ရတဲ့နားဆက်အမှမဟုတ်ဘူးခုတင်တဲ့တိစုတ်ထားတဲ့ရည်ရည်ဇက်ကောင်တစ်ခုပဲဆိုလာပဲအဲ့ဒီတော့ဒီကွင်းဆက်ကြီးကိုထိုးဖို့သူရှာတွေ့ရတဲ့ hacker ပါပဲအဲ့ဒါကတော့တတိလို့ခေါ်တဲ့ဆွဲလီတစ်ခုပဲ mindfulness ပေါ့ဒါကိုဘယ်လိုမြင်လို့ရလဲဆိုတော့လောဘတို့ဒေါဘတို့ဆိုတဲ့ programming ကခုကိုအလူမလျောက်ဝင်တီးချုပ်တော့မယ်အခိုက်အတန့်လေးမှာ toss ခလို့ကိုနှိချလိုက်နိုင်တဲ့စွမ်းအားမျိုးပဲဒီ hack ကိုအတောင်ချက်ပေါ်တဲ့ရောရှင်းရဲ့အဆက်တောင်းစင်ပဲလို့ရတယ်အစင်တစ်က pause လုပ်ပြီး detect လုပ်တာစိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်တစ်ခုခုဥပမာတော့တာပေါ်လာပြီဆိုရင်ချက်ချင်းတော့မြဲမဲ့အစာခဏရက်ပြီးတော့thatတော့သက်စစ်ပဲလို့တတိချပြီးပြလိုက်တာအစင်တစ်က disconnect လုပ်တာနောက်တော့ထွက်နေတာလို့ကိုနဲ့တသားတီမမြင်တော့ပဲစိတ်ထဲမှာဒေါသဆိုလက်ဖြစ်စဉ်တစ်ခုဖြစ်နေတာလို့တတိယလို့အမြင်ကနေခွဲကြည့်လိုက်တာအစင်တောင်းက deep power လုပ်တာဒါကအရေးကြီးဆုံးပဲအဲ့ဒီဒေါသအတိုင်းလိုက်ပြီးမလုပ်တော့တဲ့အခါသူ့ကိုလောင်စာအသက်ထက်မဖြေပြီးတော့ဘူးအဲ့ဒီတော့ရှိပြီးသားဆိုင်လေးကသူ့အလိုလိုလောင်ချမ်းပြီးပျောက်ကွယ်သွားရောဆိုတော့အခု game ကဘလို့အလိုလိုလဲစီးမင်းတွေကပါလဲဘလို့ hack လို့ရလဲဆိုတာလေတီးသွားပြီအဲ့ဒီအခါမှာတော့ကစားသမားတိုင်းရတဲ့နောက်ဆုံးရည်ကြီးဆုံးဖြစ်တဲ့ရွေးချယ်မှုကြီးတစ်ခုကိုရင်ဆိုင်ရတော့မှာပါဒါဆိုတော့လေခတစ်တစ်ပန်ကောဒါကို simulation လို့ပဲနာမည်တက်တာရှေးအောင်ဒါတနာကတန်နေရာလို့ပဲခေါ်အဓိကအနှစ်ချိုကတော့အတူတူပဲအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးဟာအစ်စ်အမှန်လို့ထင်နေရပါမယ်တကယ်တမ်းတော့အခြေခံမှာအတူယုံတက်ဖြစ်တဲ့ကြီးမားတဲ့စနစ်တစ်ခုတည်းမှာရှင်းတန်းနေကြရတာပါပဲဒီမှာတရားကိုဒီသွားတဲ့အခါမှာတော့ရှင်းစဖို့လမ်းနဲ့ထွယ်ပဲရှိတော့တယ်တလိုင်းကတော့ဒီ game ကိုပဲစက်ကစားတော့ဘူးယာယီစုလိုက်တဲ့ဖြစ်တဲ့ပျော်ရွှင်မှုတွေစီးစိမ်တွေကိုလိုက်ရင်တီးသွားရင်လည်းနောက်တစ်ဘဝ save file အတင်းနဲ့ပြန်စီဒီကွင်းဆက်ထားမှာပဲဆက်နေမလားနောက်တစ်လမ်းကတော့ဒီ game ကနေအပြီးတိုင်းလော့တော့လို့ပေါ်တော့အခုပြောခဲ့တဲ့ hack ကိုစတင်လေ့ကျင့်မလားအခုတော့ကစားပွဲရဲ့စီးမြင့်တွေကတော့ရှင်းလန်းသွားမှာပဲမိကုန်းကတော့ဘယ် game ကိုဆက်ပြီးကစားတော့မှာလဲစုပြချက်ကတော့တစားသမားကဦးချင်းစီရဲ့လက်ထဲမှာပဲရှိနေပါတော့တယ်